Alors, dîner pour me les à solution, jaro, pour me quand c'est un balai solution, 50 c'est tout. Alors, di 50 c'est tout sur la carte, c'est alors les, blomio les, 50 les piodires, c'est tout les piodires, da solution, blomio pimele, di bon les ma, di bon bien les ma, bien di bon bien pidoyen, di bon bien à ne pido ma, pari yashi damale, no? Okay, da solution, c'est alors pour me les go, ça la jaya. ဒီပုံမြင်လေးရဆိုလို့ရှိရင်ဟိုးရှိတုန်းကတဲ့တိုင်းပြည်တပြည်မှာဆိုလို့ရှိရင်အရန်ကိုဒီအောင်မြင်ကြော်ကြားတဲ့စိန်ကုန်တဲ့တယောက်ရှိတယ်ဆိုတော့ဒီစိန်ကုန်တဲ့ကြီးရဆိုလို့ရှိရင်တဲ့သူကဒီစိန်တွေကိုအမြဲတမ်းသူကရောင်းဝယ်ဖောက်ကားတဲ့နေရာမှာတော်တယ်ပြီးရင်အရေးသွေးအကဲဖြတ်တဲ့နေရာမှာလည်းတော်တယ်အဲ့လိုမျိုးတွေကိုသူကဟိုဘယ်လိုပြောမလဲပတ်ဝန်းကျင်မှာအဲ့လိုမျိုးတွေနဲ့ကောင်းတဲ့နေနဲ့ကြော်ကြားတဲ့စိန်ကုန်တဲ့ကြီးတယောက်ဖြစ်တယ်အဲ့တော့ဒီလူတွေတော်တော်များများကစိန်ဝင်မယ်ဆိုရင်လည်းသူစီလာတယ်စိန်ရောင်းချင်ပြီဆိုရင်လည်းသူစီလာကြတယ်အဲ့လိုမျိုးနဲ့သူ့ရဲ့တမဝမ်းကြောင်းကိုသူလှုပ်လာတယ်ဆိုတော့ဒီနေ့မှာတဲ့အဲ့ဒီမြို့မှာဆိုလို့ရှိရင်လူတယောက်ရောက်လာတယ်တဲ့အဲ့လူတယောက်ကဆိုလို့ရှိရင်သူကဘာလာလောက်တာလဲဆိုလို့ရှိရင်เนาะဒီစိန်ကုန်တဲ့ကြီးစီမှာသူကစိန်လုံးတစ်လုံးလာရောင်းတယ်သူကဘာပြောလဲဆိုလို့ရှိရင်စိန်ကုန်တဲ့ကြီးခင်ဗျာတဲ့ကျွန်တော်စီမှာကျွန်တော်ရဲ့ဖိုးဖွားတွေအမွေပေးလိုက်တဲ့စိန်တစ်လုံးရှိပါတယ်အဲ့ဒီစိန်လေးကိုကျွန်တော်ကိုကြည့်ပေးပါကျွန်တော်ရောင်းချင်လို့ပါလို့သူကပြောလိုက်တယ်အဲ့ဒါနဲ့စိန်ကုန်တယ်ဆိုတာကစိန်တွေလာရောင်းရင်ဝယ်တယ်စိန်တွေလာဝယ်ရင်ရောင်းတယ်အဲ့တော့သူရဲ့အလုပ်ဖြစ်တဲ့ကြောင့်မလို့သူကကဲမင်းရဲ့အမွေရထားတဲ့စိန်ကြီးငါ့ကိုပြဆန်းဆိုပြီးတော့သူကဒီစိန်ကိုယူပြီးတော့စစ်စစ်ကြည့်တယ်အဲ့တော့စိန်ဆိုတဲ့သဘောတရားကဆရာတို့ဒီတိုင်းကြိုင်ကြည့်လိုက်ရုံနဲ့စိန်မှန်သိရတာမဟုတ်ဘူးသူ့ကိုဆရာတို့ကလိုအပ်တဲ့စမ်းသပ်မှုတွေစစ်ဆေးမှုတွေလုပ်ရတယ်အဲ့တော့သူကဒီစိန်ကြီးကိုဒီလောက်ရောင်းတဲ့လူရဲ့အရှိပါပဲသူကဘာလုပ်လဲဆိုလို့ရှိရင်စစ်ဆေးတဲ့အခါမှာသူအံ့ဩသွားတဲ့အရာတစ်ခုရှိတယ်ဆိုတော့ဒါကဘာလို့လဲဆိုရင်ဒီစိန်ကအတုကြီးဖြစ်နေလို့တဲ့အဲ့တော့သူကထက်ကစစ်တယ်သူအံ့ဩပြီးတော့သူထက်ကစစ်ဆေးတဲ့အခါမှာဒီစိန်ကစိန်အတုဖြစ်နေတာကိုသူသိသွားတယ်သူသိသွားတဲ့အခါကျတော့သူကဒီလာရောင်းတဲ့သူကိုသူကမေးလိုက်တယ်မင်းဒီစိန်ကိုဘယ်လိုရတာလဲလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာဒီလာရောင်းတဲ့လူငယ်ကဘာပြောလဲဆိုလို့ရှင်ငါရဲ့ဘိုးဘွားတွေကငါ့ကိုအမွေပေးလိုက်တဲ့စိန်ဖြစ်တယ်လို့ပြောတယ်အဲ့နဲ့သူကအံ့ဩသွားပြီးတော့သူကမင်းရဲ့စိန်ကအတုလို့ပြောလိုက်တယ်ဟုတ်နော်အဲ့တော့လူငယ်ကအံ့ဩသွားတဲ့ပုံစံနဲ့မဖြစ်နိုင်ဘူးဆိုပြီးတော့ညင်းတယ်ဒါပေမဲ့တကယ်ဆရာတို့ background ပြန်ကြည့်မယ်ဆိုရင်ခုနကတော့လာစိန်လာရောင်းတဲ့လူငယ်ဟာဆိုလို့ရှိရင်တဲ့တကယ်တော့သူကမိဘဘိုးဘွားဆရာနဲ့အမွေရထားတဲ့စိန်မဟုတ်ဘူးတဲ့သူကဒီလမ်းသွားနေရင်နဲ့သူတောင်ပေါ်မှာသူသွားပြီးတော့ဒီထင်းသွားခုတ်ရင်းနဲ့ပေါ့နော်အဲ့လိုမျိုးသွားရင်းနဲ့သူကြောက်လက်နေတဲ့ဖန်တုံးကိုကောက်ရတယ်တကယ်ကဖန်မယ်အဲ့တော့ဖန်တုံးကိုကောက်ရတဲ့အခါမှာအဲ့ဒီဖန်ကို तू ကဘာလုပ်လဲဆိုလို့ရှိရင်အသွေးပေါ့နော်သွေးတာပေါ့အဲ့လိုစိန်တုံးရဲ့ပုံစံအတိုင်းဖြစ်လာအောင် तू ကသွေးရင်နဲ့ဒီဖန်တုံးဟာဆိုလို့ရှိရင်အရည်သွေးကောင်းတဲ့အတွက်ကြောင့်မလို့စိန်တုံးလိုမျိုးဖြစ်လာတယ်အဲ့တော့အမြင်နဲ့ကြည့်လိုက်လို့ရှိရင်တော့ဒီကြောက်ကြီးဟာလက်နေတယ်ဒီကြောက်ကြီးကအရန်လှတာပဲဒီကြောက်ကတော့တော်တော်လေးကိုတန်ဖိုးရှိမှာပဲအဲ့လိုမျိုးထင်ရလောက်တဲ့အထိဒီသူရလာတဲ့ဖန်တုံးဟာဆိုလို့ရှိရင်လှပတဲ့အသွေးအကွက်ပေါ်လာတယ်အဲ့တော့သူကအဲ့ဒါကိုလိမ်ပြီးတော့လာရောင်းတာစိန်ကုန်တဲ့စီမှာလာရောင်းတာအဲ့တော့သူကတော့မရဘူးအတင်းညင်းတယ်ပေါ့နော်မဟုတ်ဘူးငါရဲ့ဘိုးဘွားတွေကငါ့ကိုအမွေပေးခဲ့တာအဲ့ဒါကိုသူညင်းနေတယ်အဲ့တော့စိန်ကုန်တဲ့ကြီးကလည်းနောက်ဆုံးမှလက်လျှော့ပြီးတော့ဟုတ်ပြီဒါပေမဲ့လည်းပဲမင်းရဲ့စိန်ကိုငါမဝယ်နိုင်ဘူးဘာလို့လဲဆိုရင်ငါရဲ့အမြင်မှာတော့စိန်ကအတုဖြစ်နေတဲ့အတွက်ကြောင့်မလို့မဝယ်နိုင်ဘူးလို့ပြောလိုက်တယ်ကဲဒါဆိုလို့ရှိရင်ဒီအချိန်မှာသူကစိန်ကိုမဝယ်တော့ဘူးအဲ့ချိန်မှာခုနကလာရောင်းတဲ့လူငယ်က
ဘယ်လိုမျိုးပြန်ပြီးပြောလဲဆိုလို့ရှင်ဟုတ်ပြီဒီစိန်ကစိန်အတုဖြစ်တဲ့အတွက်ကြောင့်မလို့မင်းမဝယ်ဘူးဆိုရင်တော့မှမင်းစီမှာထားပြီးတော့ရောင်းမဲ့သူဝယ်မဲ့သူတွေလာရင်ရောင်းပေးပါငါနောက်နှစ်ပတ်လောက်နေကြလို့ရှိရင်เนาะလာပြီးတော့မေးပါမယ်ရောင်းမထွက်ဘူးဆိုလို့ရှိရင်ငါရဲ့စိန်ကိုငါပြန်ယူသွားပါမယ်ဆိုပြီးတော့ပြောလိုက်တယ်ဟုတ်ပြီအဲ့ဒီအချိန်မှာစိန်ကုန်တွေကဘာလုပ်လဲဆိုတော့ဟုတ်ပြီကောင်းပြီမင်းရဲ့စိန်တုံးကြီးငါစီမှာထားသွားလို့ရတယ်ငါလာဝယ်တဲ့သူရှိရင်တော့ငါကရောင်းပေးထားမယ်လို့သူကပြောတယ်ဒါပေမဲ့သူကမေးလိုက်တယ်ဒါဆိုရင်မင်းရဲ့စိန်ကိုမင်းဘယ်လောက်နဲ့ရရင်ရောင်းမလဲလို့မေးလိုက်တယ်အဲ့တော့သူကဘာပြောလဲဆိုတော့ငွေတင်းက800ရရင်ရောင်းမယ်လို့ပြောတယ်ကဲဒါဆိုရင်ဒီအတုဆိုတဲ့စိန်ဒီကုံတွေကလည်းပဲဒီစိန်ကအတုမှန်သိတယ်ပြီးတော့ဒီအတုဆိုတဲ့စိန်ကိုထားသွားမှာကိုလည်းသူကလက်ခံလာတယ်ပြီးတော့ဘယ်လောက်နဲ့ရောင်းမှာလဲလို့သူကမေးလိုက်တယ်အဲ့တော့ဒီစိန်ရဲ့တန်ဖိုးကငွေတင်း9ပြား800ဒါနဲ့ဒီစိန်ကုန်တွေကဟုတ်ပြီဒါဆိုရင်မင်းထားသွားခြင်းထားသွားနောက်နှစ်ပတ်နေရင်တော့မင်းပြန်လာခဲ့တကယ်လို့ငါရောင်းရလို့ရှိရင်မင်းကိုရောင်းပေးမယ်မရောင်းရရင်တော့မင်းပြန်ယူသွားတော့ဆိုပြီးတော့ပြောလိုက်တယ်အဲ့နဲ့လူငယ်ကလည်းပြန်သွားတယ်အဲ့လိုပြန်သွားပြီးတော့တပတ်လောက်ကြာတဲ့အခါမှာပေါ့နော်သူရဲ့လုပ်ငန်းတွေပုံမှန်လဲပတ်နေတယ်စိန်ကုန်တွေရတယ်ပုံမှန်စိန်တွေရောင်းနေတယ်အဲ့လိုနဲ့လုပ်နေတဲ့အချိန်မှာတနေ့ကြာတော့တပတ်လောက်ကြာတဲ့အခါမှာတဲ့လူတစ်ယောက်ရောက်လာတယ်သူရဲ့နောက်မှာလည်းပဲလူ2ယောက်3ယောက်ပါလာတယ်အဖော်တွေပါလာတယ်ပါလာပြီးတော့သူတို့တွေကဒီစိန်နဲ့ဒီစိန်ဆိုင်ကိုဝင်လာပြီးတော့စိန်ကုန်တွေစီရောက်လာပြီးတော့မင်းစီမှာစိန်တုံးတွေရှိသလားငါ့ကိုပြပေးပါငါရဲ့တထေးကမိန်းမယူမှာမို့လို့သူ့ရဲ့မိန်းမကိုတင်တောင်းဖို့အတွက်စိန်ပွင့်ရှာနေတယ်အဲ့ဒီတော့ငါ့ကိုစိန်ပြပါလို့ပြောလိုက်တယ်အဲ့နဲ့စိန်ကုန်တွေရတယ်သူ့မှာရှိတဲ့စိန်တွေကိုသူထုတ်ပြီးတော့ပြတာပေါ့နော်တစ်ခုပြီးတစ်ခုသူကပြတယ်ပြတိုင်းဟိုလူကဒါကသေးတယ်ဒါကတော့ကြီးတယ်ဒါကတော့မလှဘူးဒါကတော့လိုချင်တဲ့အရွယ်မဟုတ်ဘူးအဲ့လိုမျိုးနဲ့ညင်းသွားလိုက်တာဒီစိန်ကုန်တွေစီမှာရှိတဲ့ရောင်းဖို့စိန်တွေအားလုံးကုန်သွားတယ်ဒါပေမဲ့သူတို့စိတ်ကြိုက်မတွေ့ဘူးမတွေ့တော့စိန်ကုန်တွေကနောက်ဆုံးအနေနဲ့ဘာလို့သတိရသွားလဲဆိုတော့ဒီစိန်အတုလာရောင်းသွားတဲ့စိန်အတုကိုသတိရသွားတယ်အဲ့ဒါနဲ့ငါမှသူများရောင်းခိုင်းထားတဲ့စိန်တပွင့်တော့ရှိတယ်ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးငါအာမမခံနိုင်ဘူးနော်ဆိုပြီးပြောလိုက်တယ်ဆိုလိုချင်တာကဝယ်သွားပြီးလို့မှအတုဖြစ်လဲပဲမင်းထိုက်မင်းကန်ခံလို့ပြောလိုက်တာပေါ့နော်နဲ့သူကနဲ့ဝယ်တဲ့သူတွေကလည်းဟုတ်ပြီငါတို့နားလဲတယ်မင်းပြကြည့်ပါလို့ပြောတယ်အဲ့ဒါနဲ့သူကဒီစိန်နှုံးကြီးကိုယူလာပြီးတော့ပြလိုက်တယ်ဒါကတော့ငါစီမှာသူများကရောင်းပေးပါဆိုပြီးလာပြောသွားတယ်စိန်တုံးပဲဆိုပြီးပြောလိုက်တယ်နဲ့သူကဒီစိန်တုံးကိုဝယ်တဲ့သူတွေကလည်းကြည့်ပြီးသွားရောသူတို့လိုချင်တဲ့ပုံစံသူတို့လိုချင်တဲ့စိန်အရွယ်အစားဘာညာအားလုံးအဆင်ပြေတယ်ဆိုပြီးတော့သဘောကျသွားတယ်နဲ့သူကဈေးမေးလိုက်တယ်ကဲဒါဆိုရင်ဘယ်လောက်နဲ့ရောင်းပါလဲလို့မေးတော့ဒီစိန်ကုန်တွေကစဉ်းစားလိုက်တယ်ပေါ့နော်အဲ့ဒီမှာသူကစပြီးစဉ်းစားတယ်တကယ်လို့သူကဒီစိန်တုံးက800ငွေတင်းက800နဲ့ရောင်းမယ်လို့သူပြောလိုက်လို့ရှိရင်သူ့အတွက်အများကြီးကျန်မှာမဟုတ်ဘူးသူပွဲစားခလေးပဲရမှာအဲ့ခါကျတော့ဘာလုပ်လဲဆိုတော့ဈေးကိုနှစ်ဆတင်ပြီးတော့သူကငွေတင်းကားပြား1600ရရင်ရောင်းမယ်လို့သူကဈေးခေါ်လိုက်တယ်အဲ့တော့အဲ့ဒီအချိန်မှာလာဝယ်တဲ့သူတွေကတစ်ချက်စဉ်းစားသွားတယ်ပြီးတော့ဟုတ်ပြီမင်းပြောတဲ့ဈေးကိုလည်းငါတို့ကြိုက်တယ်မင်းရဲ့စိန်ကိုလည်းငါတို့ကြိုက်တယ်ဒါပေမဲ့ငါတို့ကဒီမြို့ကိုဒီနေ့မှရောက်တာဖြစ်တဲ့အတွက်ငါတို့ပတ်စံအများကြီးမယူလာဘူးအဲ့တော့ငါတို့မှာလက်ရှိငွေတင်းက400ပါတယ်လို့ပြောတယ်အဲ့တော့ခေါ်တဲ့ဈေးက1600သူတို့မှာပါလာတာကလက်ရှိပါလာတာက400အဲ့တော့ဒီ400ကိုယူထားပြီးတော့မင်းစိန်ကိုမင်းသိမ်းထားလိုက်နောက်9ရက်လောက်နေရင်ငါတို့ပြန်လာခဲ့မယ်အဲ့တော့ငါတို့ပြန်လာတဲ့အခါကျရင်မင်းငါ့ကိုစိန်ပေးငါမင်းကိုလက်ကြံပစံငွေတင်းက1200ပေးမယ်
ဒါဆိုရင်မင်းအဆင်ပြေလားလို့မေးလိုက်တယ်အဲ့ဒီချိန်မှာစိန်ကုန်တယ်ကဘာစဉ်းစားလဲဆိုတော့ဟုတ်ပြီသူအခုကဒီစိန်ကိုလည်းပဲသူယူထားရမှာသူ့ကိုလိန်သွားမှာမဟုတ်ဘူးပြီးရင်ငွေတင်းကားပြား400လဲသူ့ကိုပေးထားအောင်ပါတကယ်လို့ဒီလူတွေပြန်မလာတော့ရင်ဒီငွေတင်းကားပြား400ကသူပိုင်သွားမယ်တကယ်လို့ဒီလူတွေပြန်လာခဲ့ရင်လည်းပဲသူကငွေတင်းကား800ဘာဖြစ်မလဲဆိုရင်သူကြားနေပြီးတော့မှစားရမယ်ဟုတ်ပြီနော်သူအဲ့လိုမျိုးတွေးလိုက်တယ်အဲ့တော့သူမြတ်နေပြီလားဆိုရင် yes သူမြတ်နေပြီပေါ့နော်အဲ့ဒါနဲ့သူကသဘောတူပြီးတော့ဟုတ်ပြီငါ့ကိုငွေ400ပေးထားမင်းတို့လက်ချပတ်စံသယူပြန်လာလို့ရှိရင်ငါစိန်ပေးမယ်ဆိုပြီးတော့ပြောလိုက်တယ်အလိုနဲ့ဟိုလူတွေကလည်းသူတို့မှပါလာတဲ့ရွှေတင်းငွေတင်းကားပြား400ကိုပေးခဲ့ပြီးတော့သူတို့ပြန်သွားတယ်ဒါပေမဲ့သူတို့ပြန်သွားပြီး2ရက်လောက်ပဲကြာတဲ့အချိန်မှာတဲ့ခုနကတော့စိန်တုံးရောင်းခိုင်းထားတဲ့လူကပြန်ရောက်လာတယ်ပြန်ရောက်လာပြီးတော့သူကဗာမေးလဲဆိုလို့ရှိရင်စိန်ကုန်တယ်ကြီးကိုမင်းငါရဲ့စိန်ကိုရောင်းလို့ရရဲ့လားလို့မေးလိုက်တယ်အဲ့နဲ့စိန်ကုန်တယ်ကမေးတယ်ဘာလို့လဲလို့မေးတော့ခါကြတော့မင်းရောင်းလို့မရလို့ရှိရင်ငါပြန်ယူသွားမယ်ငါမှာဝယ်မဲ့သူရှိတယ်ငါကိုမေးတဲ့သူရှိတဲ့အတွက်ငါပြန်ယူသွားတော့မယ်မင်းမရောင်းနိုင်ဘူးဆိုရင်ငါ့ကိုပေးလိုက်တော့ငါ့ကိုစိန်ပြန်ပေးလို့ပြောလိုက်တယ်အဲ့ဒီချိန်မှာစိန်ကုန်တယ်ကြီးကစဉ်းစားတယ်ဒီစိန်ကိုသာသူကပေးလိုက်မိရင်သူရောင်းထားတဲ့1600နဲ့ရောင်းထားတဲ့ဒီလူတွေပြန်လာတဲ့ခါကျရင်သူ့မှာပေးစရာစိတ်မရှိတော့ဘူးဟုတ်တယ်နော်အဲ့ခါကျတော့သူကဘာဖြစ်သွားပြီလဲဆိုရင်စဉ်းစားရပြီတကယ်လို့သူကဟုတ်ငါဈေးရောင်းထားတယ်ခဏဆောင်အောင်ပါညာပြောရင်လေဒီလူကစောင့်နေရင်ခုနကတော့လူက1600နဲ့လာပေးတယ်ဆိုရင်သူပိုရောင်းထားမှန်းသိသွားလိမ့်မယ်အဲ့တော့သူ့စီမှာဘာဖြစ်နေလဲဆိုလို့ရှင်လောဘဇောတွေတက်ပြီးတော့ဘာလို့မှမသိဘူးဖြစ်နေတယ်အဲ့နောက်ဆုံးမှာသူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်တဲ့မင်းရဲ့စိန်ကိုငါဝယ်လိုက်မယ်လို့သူကပြောလိုက်တယ်စိန်ကုန်တယ်ကြီးကစိန်အတုမှန်သိပေမဲ့လည်းပဲလောဘဇောတက်ပြီးတော့မင်းရဲ့စိန်ကိုငါဝယ်မယ်လို့ပြောလိုက်တယ်ဒါနဲ့စိန်လာရောင်းတဲ့သူကဘာပြောလဲဆိုရင်ခမားကအရင်တုန်းကပြောတော့ကျုပ်ရဲ့စိန်ကအတုကြီးဆိုမင်းမဝယ်ချင်ဘူးလို့ပြောတယ်မဟုတ်ဘူးလားလို့ပြန်ပြီးတယ်ဒါပေမဲ့ဒီခုနကတော့ပြောတဲ့စိန်ကုန်တယ်ကတော့မဟုတ်ဘူးမင်းရဲ့စိန်ကငါကြည့်ရင်နဲ့သူကအရေးအသွေးရှိတဲ့ကြောက်တုံဖြစ်တယ်အဲ့အတွက်ကြောင့်မလို့မင်းတောင်းတဲ့ငွေငါပေးမယ်ဆိုပြီးတော့ကြပြတလဲပြောပြီးတော့သူ့ရဲ့ပတ်စံရှိရဲ့စုထားတဲ့ထဲကနေငွေတင်ကားပြ800ယူပြီးတော့ဒီစိန်လာရောင်းတဲ့သူကိုပေးလိုက်တယ်ရော့ဒီမှာမင်းရဲ့စိန်တန်ဖို့ငွေတင်ကားပြ800ယူပြီးပြန်တော့လို့ပြောလိုက်တယ်အဲ့ဒါနဲ့စိန်လာရောင်းတဲ့သူကလည်းဟုတ်ပြီသူတောင်းတဲ့ငွေတင်ကားပြ800လဲရပြီသူရဲ့စိန်လဲရောင်းထွက်သွားပြီဆိုတော့သူကအဲ့ဒီငွေတင်ကားပြ800လေးကိုပိုက်ပြီးတော့ပြန်သွားတယ်အဲ့ဒီအချိန်မှာစိန်ကုန်တယ်ကြီးကဘာတွေးလဲဆိုရင်ဟုတ်ပြီဒီကိစ္စတော့ရှင်းသွားပြီဒီစိန်ကငါရဲ့စိန်ဖြစ်သွားပြီအဲ့တော့ဟိုလူတွေပြန်လာခဲ့ရင်ဝယ်မဲ့သူတွေပြန်လာခဲ့ရင်ငါကငွေတင်းကားပြ1600နဲ့ရောင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ငါကအသက်တင်ငွေတင်းကားပြ800မြတ်သွားပြီလို့သူတွေးပြီးတော့ပြောနေတယ်ဒါပေမဲ့လည်းပဲရက်ဒေတာတစ်ဖြည်းဖြည်းကြာသွားတယ်ပြန်ဝယ်မယ်ဆိုပြီးတော့ပြောထားတဲ့သူတွေကပြန်ရောက်မလာခဲ့ဘူးကဲဒါဆိုလို့ရှိရင်အဲ့ဒီအချိန်ကြာတော့မှစိန်ကုန်တွေသိလိုက်ရတာကသူ့ကိုပေါင်းပြီးတော့လိန်စားသွားတယ်ဆိုတာကိုသိသွားတယ်ဆိုတော့ဒီနေရာမှာပဲပုံမြင်လေးကပြီးသွားတယ်အဲ့ဒီတော့သူ့ကိုလိန်သွားတဲ့သူတွေသူ့ကိုတပတ်ရိုက်သွားတဲ့သူတွေအကြောင်းပြန်စဉ်းစားကြည့်တဲ့အခါမှာသူ့ရဲ့လောဘဇောကြောင့်သူအလိန်ခံလိုက်ရတာဟုတ်တယ်နော်ဘာလို့လဲဆိုလို့ရှိရင်ဒီစိန်ကအတုကြီးမှန်းလဲသူကသိတယ်ဒီစိန်အတုကိုတန်ဖိုးမရှိဘူးဆိုတာလဲသူသိတယ်ဒါပေမဲ့သူ့ရဲ့လောဘကတခြားသူကိုငါရောင်းလိုက်လို့ရှိရင်ငါနှစ်ဆရမှာငါပို့ပြီးတော့အမြတ်ရမှာဒါကိုသူကတွေးမိသွားတဲ့အခါမှာသူ့ရဲ့ပညာသူ့ရဲ့စင်ကြင်တုံတရားကပြောင်းဆုံးသွားပြီးတော့သူမလုံထိုက်တဲ့အရာကိုလုပ်လိုက်တာဖြစ်တယ်ဘာလို့လဲဆိုလို့ရှိရင်လူတွေကလောဘဇောတွေတက်လာတဲ့အခါမှာကိုယ့်ရဲ့စင်ကြင်တုံတရားတွေကိုယ့်ရဲ့
အတွေးခေါ်တွေကအားလုံးပိတ်မှောင်သွားတယ်အဲ့လိုပိတ်မှောင်သွားတဲ့အခါမှာမဖြစ်သင့်တာတွေဖြစ်သွားတယ်အဲ့တော့လူတွေရဲ့လောဘဆိုတဲ့ဟာကိုအများကြီးဘယ်လိုပြောမလဲချိုးနှိမ်ရတယ်ပေါ့နော်လူတွေဆိုတာကလောဘသမားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လောဘကတန်တင့်ယုံရှိရဲဆိုလို့ရှင်ကောင်းတယ်ဒါပေမဲ့ပို့ပြီးတော့လွန်ကဲလာတဲ့လောဘတွေဖြစ်လာလို့ရှင်ပို့ပြီးတော့အဆုံးရှုံးရတယ်ဆိုတဲ့ဟာကိုဒီပုံမြင်လေးကနေပြီးတော့ရလိုက်ကြမယ်လို့ထင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့လာရောက်တဲ့စိတ်ကလည်းအတူမှန်သိတယ်စိန်ကုန်တယ်လည်းဖြစ်နေပါရဲ့နဲ့လောဘစိတ်ကြောင့်မလို့ဆုံးရှုံးသွားတဲ့ဒီစိန်ကုန်တယ်ရဲ့အဖြစ်လိုမျိုးမဖြစ်အောင်ကိုယ့်ရဲ့ဉာဏ်ပညာနဲ့ကိုယ့်ရဲ့အတိတရားနဲ့ကိုယ့်ရဲ့လောဘကိုစူးစမ်းပြီးတတ်နိုင်ရမယ်လို့ဆရာမျှော်လင့်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားပါတယ်